ပြပြနော်အိုက်ကောင်လေးอ่ะကွာပြကွာမြန်မာနိုင်ငံကပဲမြန်မာနိုင်ငံကပဲ तू ကမတန်ဆွမ်းဖြစ်နေတာကွာတိတယ်မတန်မဆွမ်းမဟုတ်ဘူးမတန်ဆွမ်းတော့ तू ကမတန်ဘူးကွာသူ့ရဲ့အိမ်ကအခြေအနေလည်းတိတ်မကောင်းဘူးကွာတိလားမင်းအဲ့ဒီကောင်လေးကအခုဘယ်လိုလဲဆိုတော့ကဘာလုံးဆိုင်ရပါနံပါတ်1အဲ့ဒီဟီးရိုးနံပါတ်1ယူတာထရစ်စလာအဲ့ကောင်လေးကမတန်ဆွမ်းလေးကွာမင်းကြည့်ငါပြပဲကျွန်တော်နဲ့ဒီနေ့မှအဲ့ဒီTikTok မှာ friend ဖြစ်တာလားသိလားအဲ့ကြမှာကျွန်တော်သိတယ်ဗျာ तू ကမပြပါမယ် Twizzler Global One Twizzler မြန်မာနိုင်ငံကเนาะ Global One Twizzler မြန်မာနိုင်ငံကပြီးရင်မတန်ဆွမ်းလေးဗျာရိုးတော့မဟုတ်ဘူးဗျာဒီမှာဒီကောင်လေးဗျာဒီကောင် TikTok ကောင်မလို့တွားကြည့်လို့ရတယ်ကွာတကယ်ကျွတ်နေကြီးကွာတကယ် Twizzler ကွာမင်းကြည့်ခလီလေးပဲရှိတယ်မင်းကြည့်ဒီမင်းကြည့်အမှန်ကြီးမြန်မာနိုင်ငံကွာသိလားမင်းကြည့်မသူ့ TikTok ကောင်တွေပါရှိ TikTok ကောင်တင်တာဟုတ်လားတူနော်သူ့ရဲ့ TikTok ကောင်တင်လာတယ်မှာ Global One Twizzler ပါပြောဟုတ်လို့လား